လုံးမင်္ဂလာပါမြန်မာနိုင်ငံလုံးဆိုင်ရာသုတဆောင်တွေဘောလုံးအဖွဲ့ဗဟိုရဲ့ဥက္ကဋ္ဌဆရာတော်ဒေါက်တာပန်တိတာဘိက္ခုဖြစ်ပါတယ်ဒီကနေ့မိတ်ဆက်ပေးမယ့်အကြောင်းအရာသည်မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆောင်တွေဘောလုံးဖြစ်စုပူဇော်ပွဲရဲ့အရေးချင်းစစ်ဆောင်ပွဲမူလတန်းတင်ထောက်ကူအကြောင်းအရာကိုမျှဝေမှာဖြစ်ပါတယ်ဒီတော့မူလတန်းမှာဖြည့်ရမယ့်မိကွန်းဒီမိကွန်းအရေးအတွက်200ဖြည့်ရမယ်ဖြည့်ဆိုရမယ့်မိကွန်းပုံစံဒီအဖြည့်လေးမျိုးပြီးအမှန်ရွေးဖြစ်ပါတယ်စက္ကူပေါ်မှာပဲအဖြည့်မှန်ကာကြီးကဝေကာကြီးရွေးပြီးတော့ဖြည့်ရတဲ့ပုံစံဖြစ်ပါတယ်မူလတန်းမှာသက်ဆိုင်ရာစာပြေဒနာအလိုက်ရမှအများဆုံးကျောင်းသားတွေကိုဝေရိုဘိုဘွဲကအတိမပြုစွန့်ငွေလည်းထပ်တိုးချီးမြှင့်ပြပါတယ်အောင်အစဉ်လိုက်ရိုးအောင်ဂုံတို့အောင်ဆိုပြီးတော့လည်းပဲကွန်ပျူတာတွေချီးမြှင့်ပြပါတယ်ဒီတော့မူလတန်းအတွက်ဆိုလို့ရှိရင်ဘုန်းကြီးတို့ပု္ပ္ပစာတော်စီမင်းလေးထုတ်ပြထားပါတယ်ပု္ပ္ပစာတော်စီမင်းပါမူလတန်းမှာအခန်း9ခန်းရှိပါတယ်အခြေခံရင်းမှုအခန်းရဲ့ကြီးပွားချမ်းသာမင်္ဂလာအခန်းရဲ့ဇာတိတဆိုင်ရာလိုက်လာခြင်းသုံးပွဲအခန်းရဲ့ခေါရမဘောရဝင်အခန်းရဲ့အင်တာတက်ဘွဲရတဲ့ပုဂ္ဂိုလ်ရဲ့အခန်းကဏ္ဍတစ်ခုရဲ့နောက်ကအင်တာတက်ဘွဲရရှိတဲ့ယဟန္တာမထေရကြီး42ပါးရဲ့ဘွဲအမည်တွေရဲ့နောက်က950ဇန်နိပတ်အကြောင်းအရာတွေမူလတန်းကျောင်းသားခိုင်တဲကနေပြီးတော့အခြေခံရင်းမှုအခန်း1အခြေခံရင်းမှုတွေကနေပြီးတော့39မှတ်ဖို့မိပါမယ်ဒါဘုန်းကြီးပုံမှန်တတ်မှတ်ထားပြီးသားပု္ပ္ပစာတော်စီမင်းဖြစ်ပါတယ်အပြောင်းလဲမရှိပါဘူးကျောင်းသားခိုင်တွေက30မှတ်ဖို့ဆရာခိုင်တွေက9မှတ်ကျောင်းသားခိုင်ဆိုတာဒီစောက်ကိုပြောတာပါကျောင်းသားခိုင်မိကုန်းနေပဲစီစဉ်ထားတဲ့ကျောင်းသားခိုင်ဒီအခန်း1ထဲကအခန်း1အခြေခံရင်းမှုတွေက30ပို့အခြေခံရင်းမှုတွေမှာဆိုလို့ရှိရင်ဘုန်းကြီးတို့မိကုန်းပေါင်း185ပုတ်ထုတ်ထားပါတယ်အခန်း1သူကတော့အများဆုံးပဲထင်ပါတယ်အခြေခံရင်းမှုဆိုတာကလည်းပဲဒီဗုဒ္ဓဘာသာစောင်းဝဲတွေအများစုအသုံးပြုနေတဲ့ဩဃာတကရောကျိုးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလို့ဩဃာတကရောကျိုးတွေမှာပါတဲ့အပေ4ပါးကတ်3ပါးရပြည့်10ပါးဉာဏ်မျိုး5ပါးဒါတွေပါပဲပြီးလို့ရှိရင်ကံအကျိုးအကြောင်းအရာနည်းငယ်ပါမယ်ဒါနသီလဘာဝနာအကြောင်းပါမယ်မေတ္တာပို့အကြောင်းပါမယ်ပေါ့နော်ဒီအကြောင်းအရာတွေကဗုဒ္ဓဘာသာဝင်တွေအတွက်အခြေခံမဖြစ်မနေသိရမယ်မဖြစ်မနေလိုက်နာကျင့်သုံးနေကြတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဒီတော့အဲ့ဒီက30ဖို့ပေးပါမယ်30ဖို့အခန်း1အခြေခံရင်းမှုတွေက30ဖို့ဒီတော့ကိုကသင်ဖို့အတွက်ဘာပြင်ဆင်ရမလဲသင်တန်းနည်းပြဆရာတွေကဘာပြင်ဆင်ရမလဲဆိုလို့ရှိရင်ဒီ195ပုံလုံးကိုကလေးတွေကိုမိကုန်းတစ်ခုဖတ်ပြလိုက်အဖြေမှန်ရွေးခိုင်းလိုက်ပြီးလို့ရှိရင်မှန်တဲ့အဖြေပြောလိုက်ပေါ့နော်ဒီလိုလေးသင်သွားမှဆိုလို့ရှိရင်လွယ်မှထင်ပါတယ်တတော်ဟာတို့ရဲ့နေ့စဉ်ပြုမှုပြောဆိုတွေးခေါ်နေကြတဲ့ကံဘယ်နှပါရှိပါသလဲဆိုပြီးတော့၄ခုပြကြတယ်တစ်ပါးနှစ်ပါးသုံးပါး၄ပါးပေါ့နော်အဖြေမှန်ဆိုလို့ရှိရင်၃ပါးဒါဆိုလို့ရှိရင်တမတ်ရပါပြီဒါဥပမာပေါ့နော်အခြေခံရင်းမှုတွေကနောက်ကကြီးပွားချမ်းသာမင်္ဂလာတွေကဆိုလို့ရှိရင်ကျောင်းသားခိုင်တွေက20ဝန်းပြပါမယ်နော်20ဝန်းအဲ့ဒါကြီးပွားချမ်းသာမင်္ဂလာတွေကကြီးပွားချမ်းသာမင်္ဂလာတွေမှာမိကုန်းရည်တက်ဘယ်လောက်ရှိမလဲဆိုလို့ရှိရင်ကြီးပွားချမ်းသာမင်္ဂလာနဲ့ပတ်သက်တဲ့မိကုန်းသူလည်းပဲ100ကျော်တာပဲ140ရှိပါတယ်ကြီးပွားချမ်းသာမင်္ဂလာတွေကမိကုန်း140ထုတ်ပြထားတယ်အဲ့ဒီက20ဝန်းမိမယ်နောက်ကအခန်း3ဇာတိတဆိုင်ရာလဲငါကျင့်သုံးပွဲအများဇာတိတဒီမှာတော့ပရာဘဝတုတ်တို့သင်္ဂလဝရတုတ်တို့ဒီတုတ်တွေဝတ္တလတုတ်တို့ဒါတွေပဲရှိတယ်ဒီမှာဆိုလို့ရှိရင်အခန်း3ထဲမှာ38ပုတ်ပဲရှိတယ်38ပုတ်ထဲကအခန်း3ကို10မှတ်ဖို့မိမယ်လို့ပြောထားတယ်နော်10မှတ်ဒီခန်းကတော့တော်တော်လေးတန်တယ်လို့ပြောရမှာပေါ့နော်38ပုတ်ထဲမှာ10မှတ်ဖို့မိမယ်အဲ့တော့အခန်းလေးကောရမဘုဒ္ဓဝင်တွေက35မှတ်ဖို့မိမယ်
အခန်းလေးကောရမဘုရင်35မှတ်ဖို့မိကုံပရကုရှိလဲကြည့်အောင်ဒီမှာတော့မိကုံ200ကျော်တယ်229ဘုရှိတယ်အဲ့ဒီက35မှတ်ကောရမဘုရင်ဆိုတာဒီမြတ်စွာဘုရားကောရမမြတ်စွာဘုရားလောင်းလေဟာသူမိသားရှင်အသိဗျာဒိတ်ခိုင်တော်မူစဉ်ကစပြီးတော့ပြိဋိဘဆံဝန်တော်မူတဲ့အထိအကြောင်းအရာအကျင့်နော်အကျင့်အများစုသိပါတယ်ခုနှစ်နှစ်ဖျားရှိခိုးလောက်သိလို့ရှိရင်ပဲမှတ်တော်ရနိုင်ပြီဒါပေမဲ့ဒီထဲမှာမြတ်စွာဘုရားဝါဆိုစဉ်ကာလဘယ်နေရာမှာဘယ်နှမောင်မြောက်ဆိုခဲ့တဲ့မိကုံးလေးတွေတော့လည်းခတ်ပါလိမ့်မယ်အမှတ်ရလည်းခတ်တာပေါ့ဒါလေးရွေးတင်လို့ရှိရင်လည်းကျန်တဲ့အကြောင်းအရာတွေကကြည့်ပြီးတော့ရွေးလို့ရှိရင်ပဲအောင်တော့ပါပြီအဲ့တော့အခန်း9 editor ဘွဲ့ဒူးရကြသူများအခန်း9တွေကပထမဘိုးလဲဆိုလို့ရှိရင်20ဘိုးမေးမယ်တဲ့အခန်း9 editor ဘွဲ့ရတဲ့ရဟန္တာမထေရကြီးတွေပေါ့နော်ဥပမာဆိုကြပါစို့ဉာဏ်ပညာကြီးခြင်းအရာအသာဆုံး editor စုကိုမြတ်စွာဘုရားရှင်သည်မိသည့်မထီမြတ်အားချီးမြှင့်ခဲ့ပါသနည်းကာကြီးအာနန္ဒာခါကိုအရှင်ကုဋ္ဌိညကံငယ်ရှင်သာရိပုတ္တရာကာကြီးအရှင်ပတိယအဲ့ဒီထဲကနေပြီးတော့20ဘုံမဲ့ဒီခန်းကတော့ချီးမြှင့်ခံရတဲ့ဘွဲ့အမည်နဲ့ချီးမြှင့်ပေးတဲ့ဘွဲ့အမျိုးအစားပေါ့နော်တွဲပြီးတော့မှတ်ရပါမယ်ဒါအခန်း9တွေကအမှတ်20ဘူးအခန်း6 editor ဘွဲ့ရယန္နာမထေရကြီး42ပါးတဲ့ဒါကတော့ယန္နာမထေရကြီး42ပါးကိုပူဇော်တဲ့အနေနဲ့ဘွဲ့အမည်ကြီးပဲတိကျပေးထားတာပါအဲ့ထဲက25မှတ်ဖို့တော့မေးတယ်25မှတ်ဖို့ဒါကတော့ editor ဘွဲ့ရတဲ့ပုံကိုယ်တွေမဟုတ်တော့ဘူးသူကအဲ့ဒီယန္နာမထေရကြီး42ပါးရဲ့အကြောင်းအရာကိုရေးထားတာပေါ့နော်အရှင်ကုဏ္ဏညမထေရဘယ်ဘုရားရှင်လက်ထက်မှာစုပန်ခဲ့တယ်လဲပေါ့နော်နောက်ကဘယ်မျိုးဆက်မှာဖြစ်တယ်လဲပေါ့အကြောင်းအရာတွေကိုအတူမေးထားတာပါဒီထဲမှာမေကုန်းကဘယ်နှခုပါတယ်လဲဆိုလို့ရှိရင်42ပါးဆိုတော့42ပါးအကြောင်းအရာကိုရေးထားတာဒီခန်းမှာတော့ဒီပုံမှန်ခန်းတဲ့ပုံမျိုးများတယ်မေကုန်းရေတော့ကမေကုန်း200ရှိတယ်အဲ့ဒါတော့ editor ဘွဲရယန္နာမထေရကြီးမြတ်42ပါးအကြောင်းအရာတွေကအကြောင်းသားကိုင်တွေက25မှတ်ဖို့မေးပါတယ်မေးပါမယ်နောက်ကအခန်းခေါ်950ဇဏိပတ်တော်များနော်ဘုရားလောင်းရွေးကုန်းတဲ့နဲ့လောဘရမတ်ကြီးသောရွေးကုန်းတဲ့မိုက်အပေါင်းတို့ဖော်ပြတဲ့ဇက်အမည်သည်မြည်သို့ခေါ်ဆိုပါသနည်းပေါ့ဘုဒ္ဓရာဇက်ကာမဏိဇက်တိလမုဋ္ဌိဇက်ဒေရိဝဝါနိဇက်ဆိုပြီးမေးထားပါတယ်အဲ့တော့အခန်းခေါ်950ဇဏိပတ်အကြောင်းအရာတွေကမြေခွန်းဘယ်လောက်ရှိတယ်လဲဆိုလို့ရှိရင်မြေခွန်း49ခုပဲရှိတယ်အဲ့ဒီအစဲမဘုံမေးမယ်နော်အဲ့ဒီတော့စုပေါင်းဘုန်းကြီးတို့အခန်း9ခန်းရှိတဲ့တဲကသူ့ခန်းနဲ့သူကျောင်းသားကိုင်တွေကနေပြီးတော့မိမေခွန်းအရေးအတွက်လည်းပဲသတ်မှတ်ပေးထားပါတယ်အဲ့ဒီထဲကနေပြီးတော့ငန်းတိုက်ပြီးတော့ပဲတင်ဘုရားတော်စီမင်းကိုကင်ပြီးတော့ပဲအရေးအတွက်ရနေတယ်လို့လွယ်လက်ခန်းစတင်ပေါ့လေလွယ်လက်ခန်းစပြီးတော့ပဲတင်ဘုရားတော်စီမင်းနဲ့ကြိုက်ပြီးတော့တင်စေခြင်းပါတယ်ဘုန်းကြီးတို့ဒီထဲကနေပြီးတော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဥပမာဆိုပါတော့အခြေခံရင်းမှုအကြောင်းသားကိုင်တွေက30လို့ဆိုလို့ရှိရင်အခြေခံရင်းမှုတွေမှာအောက်ကတာကရောကျိုးအကြောင်းအရာပါတယ်မေတ္တာပို့တဲ့အကြောင်းအရာပါတယ်နောက်တစ်ခါသီလအမျိုးမျိုးအကြောင်းအရာတွေပါတယ်နောက်ကရပ်ပြည့်7ပါးရမျိုး5ပါးအဲ့ဒီလိုဟာတွေပါတယ်နှက်ဆက်အောင်ဥစ္စာတို့စီမင်းအသေးစိတ်ထုတ်ပေးနိုင်အောင်လို့ဘုန်းကြီးတို့ထပ်ပြီးတော့တင်ပြပေးပါမယ်။ဆောင်းပွဲကျင်းပရေးကော်မတီဆန်ကိုပေါ့နော်။အဲ့ဒါလို့ဆိုလို့ရှိရင်စာတင်ရတဲ့ပုဂ္ဂိုလ်တွေပို့ပြီးတော့ထိအောင်ပြီးတော့မျှော်လင့်ပါတယ်။ဥပမာဆိုပါစို့ဩကာသကရောကျိုးတွေကဘယ်နှမှတ်ပေါ့နော်အခြေခံရင်းမှုအခန်းထဲရအောင်ပဲသူ့အောက်ကမှရှိတယ်ဩကာသကရောကျိုးတွေကဘယ်နှမှတ်မေတ္တာပို့တွေကဘယ်နှမှတ်ဒါနအမျိုးမျိုးတွေကဘယ်နှမှတ်သီလအမျိုးမျိုးတွေကဘယ်နှမှတ်ဆိုပြီးတော့အသေးစိတ်ဘုန်းကြီးထပ်ပြီးတော့ထုတ်ပေးနိုင်အောင်ဘုန်းကြီးတို့တင်ပြပေးပါမယ်။ဒါဘုန်းကြီးတို့မူလာနဲ့ပတ်သက်တဲ့ဥစ္စာတော်စီမင်းမှာနောက်ကဆရာကိုင်းအဲ့ဒီအခြေခံရင်းမှုရမှာပဲဂုံနုမှတ်လိုချင်တဲ့ပုဂ္ဂိုလ်တွေအတွက်ဂုံနုမှတ်မှန်းတဲ့ကျောင်းသားတွေအတွက်ဆိုပြီးတော့
ဆရာကိုင်တွေကလည်းထပ်ပြီးတော့မေးပါတယ်အခန်း1အခြေခံကြီးမှုတွေအကြောင်းသားကိုင်တွေက30ပိုးဆရာကိုင်တွေက9မှတ်ဒီတော့အဲ့အခန်း1မှာပဲဒီထဲမှာပြောချင်တာကအခန်း1ထဲမှာပဲဆရာကိုင်တွေက9မှတ်ဘယ်လိုမေးမှလဲဆိုတော့မူဝါဒအပြင်ကြည့်လိုက်ပါဒါသင်တန်းနီးပြဆရာတွေအတွက်အလုပ်ပါသင်တန်းနီးပြဆရာတွေမှတ်စုကောင်းကောင်းထောက်နိုင်မယ်ဆိုလို့ရှိရင်တော့ကျောင်းသားကအဲ့9မှတ်ဘုံ easy ဖြစ်လို့ရပါတယ်ဘုန်းကြီးတို့ဒါမိကုန်းဥစားခမ်းမှန်းပြတာပါအခန်း1ဆရာကိုင်လဲမှာအကြောင်းအရာတွေအများကြီးရှိပါတယ်အဲ့ဒီတော့အခန်း1မိကုန်းကျောင်းသားကိုင်ကိုထုတ်လိုက်တဲ့အခါမှာကြံခဲ့တဲ့အကြောင်းအရာတွေရှိပါတယ်ခြံထားခဲ့တဲ့အကြောင်းအရာတွေရှိပါတယ်ဒီတော့တိုက်ကြည့်ပါအကြောင်းအရာကိုဖတ်ပါဆရာတွေကဖတ်ပြီးတော့ကျောင်းသားကိုင်ထဲမှာထုတ်မထားခဲ့တဲ့ဒီကျောင်းသားကိုင်ဆိုတာလည်းပဲဒီဆရာကိုင်နဲ့ထုတ်ပြထားတာပဲအခန်း1အခြေခံရင်းမှုတွေကမိကုန်းတွေဒီဆရာကိုင်အခန်း1ထဲကအကြောင်းအရာတွေကိုပဲထုတ်ပြထားတာဒီတော့ပါဏရင်ရှိတဲ့အဲ့ဒီဆရာကိုင်ရဲ့9မှတ်ဆိုတာဒီကျောင်းသားကိုင်အတွက်ထုတ်ထားတဲ့မိကုန်းတွေမပါတဲ့အကြောင်းအရာတွေကမေးပါတယ်ထုတ်ပြီးသားမိကုန်းတွေမမေးပါဘူးထပ်ပြီးတော့အကြံပြုပါမယ်ကျောင်းသားကိုင်စာအုပ်ဆိုတာဒီကျောင်းသားကိုင်စာအုပ်ထဲကမိကုန်းတွေဒီဆရာကိုင်တွေကပဲထုတ်ထားတာပါသက်ဆိုင်ရာအခန်းလိုက်ဒီတော့အခန်း1အတွက်ဂုဏ်တုမှတ်သမားတွေအတွက်ဆရာကိုင်တွေက9မှတ်တန်မိကုန်းကိုဖြေနိုင်ဖို့သင်ပေးနိုင်ဖို့ဆိုလို့ရှိရင်အခန်း1ထဲမှာထုတ်ထားတဲ့မိကုန်းတွေတည်းကမပါတဲ့အကြောင်းအရာတွေကိုကိုယ့်အငုံမိကုန်းဆက်ပြီးတော့ထုတ်ပါထုတ်ပြီးတော့သင်ပေးမယ်ဆိုလို့ရှိရင်အဲ့ဒီ9မှတ်ရနိုင်ပါတယ်ဒီတော့ညီကုန်းချောက်အောင်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့မူလာတန်းနဲ့ပတ်သက်တဲ့ဥစ္စာတော်စီးမင်းကိုကင်ပြီးတော့ဘုန်းကြီးတို့တခန်းချင်းစီလိုက်အနေငယ်ရှင်းပြခဲ့တယ်အကုန်လုံးတော့ရှင်းပြဖို့မလွယ်ဘူးပေါ့နော်ဒီတော့အခန်း1ကိုပဲအခြေခံပြီးတော့အဲ့လိုပဲအခြားအခန်းတွေမှာကြီးပွားချမ်းသာမင်္ဂလာတဲကကျောင်းသားကိုင်တော့ရှင်းပါတယ်ဆရာကိုင်တွေက9မှတ်နောက်ကအခန်း3ရဲ့ဆရာကိုင်ဆိုလို့ရှိရင်9မှတ်အခန်း4ရဲ့ဆရာကိုင်တွေက9မှတ်အခန်း5ရဲ့ဆရာကိုင်တွေက9မှတ်အခန်း6ရဲ့ဆရာကိုင်တွေက10မှတ်အခန်း9ရဲ့ဆရာကိုင်တွေက9မှတ်အဲဆိုကျောင်းသားကိုင်ဆရာကိုင်ပေါင်းလိုက်မှဆိုလို့ရှိရင်မိကုန်းအမှတ်200ဘူးဂုဏ်တုမှတ်လိုချင်တဲ့ဂုဏ်တုမှတ်မှန်းတဲ့ဒါမှမဟုတ်ရှစ်တဆင့်ကိုအမှန်များများရဖို့အတွက်ပြေစုံပူဇော်ပဲမှန်းတဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်ဆရာကိုင်တွေကရမှတ်တွေလည်းရဖို့လိုပါတယ်အဲဒီရမှတ်တွေကသာလျင်မိပြေဆိုတဲ့အတူတူပုဂ္ဂိုလ်ချင်းရမှတ်တွေအများကြီးတာပြီးတော့ရှစ်တဆင့်ကိုအောင်နိုင်မယ်ဒါမှမဟုတ်မိမိစာပြေတနာအလိုက်ဂုဏ်တုမှတ်တွေရမယ်စုစစ်တွေရမှာပေါ့နော်ဒီတော့ဘုန်းကြီးတို့ညီကုန်းချုပ်ပြသည်မူလာတန်းအတွက်ပို့စာတော်စီးမင်းတွေထုတ်ပြန်ပေးထားပါတယ်အဲ့ဒီပို့စာတော်စီးမင်းနဲ့ကိုက်ညီစွာသင်တန်းနည်းပြဆရာဆရာမတွေကပြုတင်ပြင်ဆင်ပါမိမိကျောင်းသားကိုသင်ပေးတဲ့အခါမှာအလွယ်ကနေစပြီးတော့သင်ပါလွယ်တဲ့အခန်းတွေရှိပါတယ်နောက်ကမှတ်လို့ကောင်းတဲ့အကြောင်းအရာတွေကိုမြင်များသင်ပါနောက်တစ်ခါမဖြစ်မနေသိဖို့လိုအပ်တဲ့အကြောင်းအရာတွေကိုမြင်များရွေးထုတ်ပြီးတော့သင်ပေးပါပြန်ပြီးတော့ပြောပါမယ်ကိုတင်တဲ့အခန်းစဉ်လိုက်နံပါတ်1အခြေခံရင်းမှုအခန်းဆိုလို့ရှိရင်အခြေခံရင်းမှုအခန်းတွေကနေပြီးတော့လွယ်တဲ့ခလေးတွေမှတ်လို့လွယ်မဲ့အကြောင်းအရာကိုအရင်ဆုံးသင်ပါနောက်တစ်ခါမဖြစ်မနေဘောဓဘာသာဝင်တွေအတွက်သိထားတဲ့အရာလို့ယူဆတယ်ဆိုလို့ရှိရင်အဲ့ဒီမိကုန်းတွေထုတ်ပြီးတော့သင်ပါလက်စချုပ်ပါနောက်တစ်ခါဆရာကိုင်တွေကမိကုန်းမထုတ်ပဲခြံထားခဲ့တဲ့အကြောင်းအရာတွေကိုရွေးပြီးတော့သင်ပေးပါအဲ့ဒါဆိုလို့ရှိရင်ကလေးတွေစိတ်ဝင်စားမှုနဲ့ပို့ပြီးတော့ကောင်းပါလိမ့်မယ်ဘိုလ်ဖွဲ့ကပိုးစကဆရာတော်တွေနဲ့အတွေ့အကြုံလည်းပဲထပ်တူဖြစ်ပါလိမ့်မယ်ဘိုလ်ဖွဲ့ကပိုးစကဆရာတော်နဲ့အတွေ့အကြုံထပ်တူဖြစ်ဖို့ဆိုတာဒီလွယ်တဲ့အကြောင်းအရာတွေမေးပါတယ်ကလေးစိတ်ဝင်စားမှုအားကောင်းအောင်လို့နံပါတ်2မဖြစ်မနေဘောဓဘာသာဝင်တွေအတွက်တည်တဲ့အကြောင်းအရာတွေကိုပဲမေးပါတယ်အဲ့ဒီနှစ်ခုကိုအတွေ့အကြုံတူသွားမယ်ဆိုလို့ရှိရင်ဘိုလ်ဖွဲ့ကမေကုန်းထွက်လာတဲ့အခါမှာမိမိတို့သင်ပေးထားတာနဲ့ထပ်တူကြလိမ့်မယ်လို့ပြောနိုင်ပါတယ်။ကျောင်းသားတွေလည်းပဲဂုဏ်တုမှတ်တွေအများကြီးရလိမ့်မယ်လို့ယူဆပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆောင်တဲ့ဘောတွင်ပြည်စုပူဇော်ပွဲကြီးကိုပါဝင်ပြည်စုကြရင်ဖြင့်မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆောင်တဲ့ဘောတွင်ကပြဋ္ဌာန်းပေးထားတဲ့ပြဋ္ဌာန်းစာများကိုလေ့လာကြခြင်းဖြင့်
မြတ်စွာဘုရားရှင်ရဲ့အကြောင်းအရာကိုပုံမူကျေပြန့်စွာသိရှိကြပြီးတော့တကယ်စစ်မှန်တဲ့ပရိယတ္တိသာသနာပြုလုပ်ငန်းစတဲ့တို့ဆောင်ရွက်နိုင်ကြပါစေလို့ပြောကြရင်ဒီကနေ့မူလာတန်းပို့စားတော့စီမင်းမိတ်ဆက်ကိုဒီမှာပဲငုံချော့ပါတယ်အားလုံးပဲကျမ်းမာချမ်းသာဘေးရန်ကင်းဝကြပါစေ